တရုတ်တွေကပါလေမြေရှားလဲလာခိုးတူးသေးတယ်တရားမဝင်ခိုးတူးတယ်အစိုးရအခွန်မဆောင်ပဲခိုးလဲတူးသေးတယ်သူတို့အဲ့ခိုးတူးတဲ့နေရာမှာတရုတ်လန်နေစိုက်ပြီးတော့ငါတို့ဒီနေရာတွေဘုံလာမချင်းနဲ့နော်လို့ဟို message ပေးတယ်ဆိုကြတဲ့ကခင်ဗျားစဉ်းစားကြည့်စမ်းပါဗျာရင်းနေဘလောက်ကောင်းဘယ်လောက်တောင်ဖြစ်မလဲကိုယ်နိုင်ငံထဲမှာတခိုးတွေကလည်းခိုးသေးတယ်ဟမ်သူတို့တရုတ်လန်ထောင်ပြီးတော့ကျွန်တော်တို့အစိုးရကိုမလို့ရဲမကရဲမထီရဲမတူရဲအောင်လုပ်တယ်စဉ်းစားကြည့်တယ်ဘလောက်ကျန်တာဖို့ကောင်းလဲနော်ဒါတော့တစ်ချက်နောက်တစ်ချက်ကအခု MNDAA နဲ့ TNLA ဖြစ်တဲ့ပြဿနာဒီပြဿနာရဲ့အရင်းမြစ်ဒီဘာညာတွေကိုကျွန်တော်သိမပြောလို့သေးဘူးတိုးတော့ပြဿနာအရင်းမြစ်ဘယ်သူမှလည်းမှန်တယ်ဆိုတော့သူတို့ချင်းခွေးချင်းကြိုက်တာကျွန်တော်ဘာမှမပြောလို့ကြိုက်တဲ့တော့ကြိုက်ဒါပေမဲ့ကျွန်တော်အဲ့မှာထပ်ပြီးနောက်တစ်ချက်ထပ်ပြီးစိတ်မကောင်းဖြစ်သွားတာနောက်တစ်ချက်အဲ့ပါပဲစိတ်မကောင်းဖြစ်ပြီးတော့ကိုယ့်အခြေအနေကိုနားလည်သွားတာ MND နဲ့ TNL နဲ့အချင်းချင်းအပြန်အလှန်တစ်ဖွဲ့ရန်နေဆောင်ကြပြီးတော့ဖမ်းကြစီးကြသူ့လူငါဖမ်းငါလူသူဖမ်းနဲ့အပြန်အလှန်ဆော်ကြဖလော်ကြဖြစ်နေတဲ့အချိန်မှာ TNL ကစာရေးတယ်ယူနီယံပြည်နယ်ဆိုတာရှိလို့ယူနီယံပြည်နယ်ဂါဗာနာတွေစီကိုစာရေးတယ်စာရေးပြီးတော့ဒီကိစ္စကိုဂျားဝင်စစ်စစ်ဖြေရှင်းပေးဖို့ဆိုတော့မြန်မာနိုင်ငံရဲ့ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကယူနီယံပြည်နယ်မှာသွားတည်နေရတာလို့မေးစရာဖြစ်လာတယ်ပေါ့ဆိုတော့တော်တော်လေးတော့စိတ်ထဲတော့မကောင်းဘူးပြန်တွေးကြည့်ဗျ TNL ကလည်းမြန်မာတိုင်းသားတွေကတခု MND ကိုကန်လည်းမြန်မာတိုင်းသားတွေကတခုလို့တော့သိထားတယ်ပေါ့နော်ကျွန်တော်နားလေဟန်တရုတ်တွေဒါပေမဲ့မြန်မာတိုင်းသားတခုလို့သိထားတယ်အဲ့တော့ TNL လည်းမြန်မာပဲကိုကန်လည်း MND လည်းမြန်မာပဲဆိုရင်သူတို့ရဲ့နှစ်ယောက်အဆင်မပြေမှုကဘယ်သူစီမှာတိုင်းတရားမှာတကယ်ဆိုပြည်တော်စုကမြန်မာဆိုစီမှာတိုင်းတရားမှာဒါပေမဲ့သူတို့ရဲ့အစိုးရမြန်မာလို့သူတို့ခံထားဖို့မရဘူးတရုတ်ကိုလှမ်းတိုင်နေပြီးတော့တိုင်ပြောတယ်ပေါ့ဗျာတရုတ်သူတို့ပထိုးလှမ်းတိုင်တယ်မဖေးသားတို့ပြဿနာလာရှင်းပြပါဦးဆိုပြီးတော့သွားလှမ်းတိုင်တယ်ဆိုတော့ခင်ဗျားတို့ကျွန်တော်တို့မြန်မာတွေအားလုံးနားလည်ဖို့တင်တာဒီနေရာမှာနားလည်ဖို့တင်တာတခုရှိမနေဘူးလားကျွန်တော်အများကြီးပြောခဲ့တယ်ကိုကန် MND ရော TNL ရောဝိုင်းလာမိုင်းလာရောဝါရော KIA ရောအစရှိတဲ့ဒီရှမ်းမြောက်မှာရှိတဲ့လက်နက်ကင်တော်တော်များရဲ့ခေါင်းကင်ဖခင်ကတရုတ်ပါလို့ကျွန်တော်ချင်းချင်းခါပြောခဲ့ဘူးလေအဲ့တို့ပထွေးလှမ်းတိုင်လို့ကျွန်တော်အခုတိုင်တော့ပို့ပေါ်လာပြီခေါင်းကင်ဖခင်တရုတ်ရှင်းပြအဲ့ဒါအားလုံးကိုတရုတ်ကပဲဩဇာညောင်းနေတယ်တရုတ်ကအဖွဲ့တွေဆိုတာကိုကျွန်တော်ချင်းခါပြောတယ်တချို့တွေကမင်းတရုတ်ဘက်ကမဟုတ်ပါဘူးကွာတရုတ်နဲ့မဆိုင်ပါဘူးတရုတ်ကမဟုတ်ဘူးအချင်းချင်းကအားလုံးဘလို့သုံးတတ်ကြည့်သူမှကြည့်ဘလို့ပဲနားလိုက်တယ်ဘလို့ပဲဟိုတရင်လုံးပဲထားမပြီးနောက်ဆုံးဘလို့ပဲပြောစဉ်းစားတရုတ်နဲ့မပတ်သက်ဖက်နဲ့မရဘူးဆိုတဲ့ဟာယူရှမ်းမြောက်လက်နက်ကိုင်ဖွဲ့အကုန်လုံးကပတ်သက်နေတယ်ရှမ်းမြောက်9ဖွဲ့လုံးကအေးပါသေးအဲ့9ဖွဲ့လုံးကတရုတ်နဲ့ပတ်သက်နေရတယ်တရုတ်ကိုပဲတိုင်တယ်ရတယ်သူတို့ကတရုတ်ကိုပဲသူတို့တိုင်တယ်သူတို့အဖေမို့လို့သူတိုင်တယ်တော့ဗျာရှင်းရှင်းလေးပြောရင်သူတို့နဲ့ပတ်သက်လို့တိုင်တယ်တော့ပတ်သက်တိုင်တဲ့အကြောင်းမရှိဘူးမပတ်သက်လို့လှမ်းစကားပြောတယ်ဘာကြောင့်မှမရှိဘူးပတ်သက်လို့အကြောင်းပြောတာအဲ့တော့တရုတ်ကို TNL ကလှမ်းတိုင်ရတဲ့အထိဖြစ်တယ်ဆိုကြတဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကရှမ်းမြောက်ရဲ့အချုပ်အခြာအာဏာကမိကုန်းထုတ်ဆရာတော့ဖြစ်လာတယ်တော်တော်လေးရင်းနေတော့မကောင်းရင်းနေတော့ဒိန်းနေပဲပြီးတော့ဟိုတချို့ရင်းကိုဒိန်းနေဖြစ်စီရောနော်ရင်းကိုဒိန်းနေဖြစ်စီသွားတယ်ပြီးတော့ရင်းနေမကောင်းတရက်တစ်ချိန်မှာတမိုင်းကိုပြောင်းပြန်လှမ်းဝင်ရမယ်ဆိုရင်တော့လှမ်းကြည့်ချင်သေးတယ်မြန်မာတွေကမခေဘူးဆိုတော့ပြချင်သေးတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီနေ့ဒီမှာအာမတန်လို့မှန်လျှော့နေရတာရှိနိုင်တယ်ချင်းခါကျတော့ကျွန်တော်တို့လက်ခံရရှိနိုင်တယ်ဒီအတွက်ကျွန်တော်တို့တွေဘာလို့ဆိုစိတ်ထဲမှာခင်ဗျားတို့ကျွန်တော်စိတ်ထဲမှာဒီဟာကမှားနေပြီဆိုတော့သိရင်ကျွန်တော်တို့တော့မှတစ်ခုပဲချင်တယ်ကျွန်တော်တို့ဂျင်းစီလုံးညွှန်ဖို့လုပ်တယ်ဒီစီလုံးညွှန်ဖို့ဆိုတဲ့နေရာမှာကျန်တဲ့တရုတ်ကိုပထွေးလို့ကိုးကွယ်နေတဲ့အုပ်စုကို